လူတော်တော်များများမသိပဲပြုမှုတတ်တဲ့အပြုမှုနှမျိုးရှိတယ်ဆန္ဒဆိုဒီ non-violent communication စာအုပ်ကိုဖတ်တာပထမစာမျက်နှာမှာပဲရှိသေးတယ်ဟာဒီစာအုပ်ကငါအကြောင်းများရေးထားနေတယ်လားကိုအကြောင်းကိုဖတ်နေရတယ်လို့ပဲသိလားဖယင်နဲ့ကနေကိုပြောနေတယ်လားဆိုပြီးတော့တောင်အတွေးဝင်မိတယ်ပေါ့နော်ဒီစာအုပ်ကိုဖတ်တာတအုပ်လုံးတော့မပြီးသေးဘူးပထမစာမျက်နှာမှာတင်လူတွေအများဆုံးပြုမှုတတ်တဲ့အပြုအမူလေးမျိုးကိုဖတ်လိုက်ရတဲ့ခါကျတော့ကိုတောင်မှလေစင်ကျင်စရာတွေအများရှိနေသေးတယ်ဆိုတာကိုတွေးလိုက်မိတယ်ပေါ့နော်ဒီနေ့တော့အဲ့ဒီထက်က2မျိုးကိုမျှဝေပေးချင်ပါတယ်အဲ့ဒီ2မျိုးကရိုင်းဆိုင်ကျက်တဲ့ violent communication ပုံစံမျိုးပါစာအုပ်ကိုအမှတ်ဖတ်တယ်ဆိုတော့နှုတ်ထုတ်ထားတာလေးနဲ့ဖတ်ပြမယ်နော်ပထမတစ်မျိုးကကိုကျင့်သိက္ခာပိုင်းဆိုင်ရာအကဲဖြတ်ခြင်းမှာစာအုပ်ထဲမှာရေးထားတာကတော့တခြားသူရဲ့အပြောအဆိုအပြုအမူကတဲ့ကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့အမြင်နဲ့မကိုက်ညီတဲ့အခါမတိစိတ်ထဲမှာသူ့ကိုအကဲဖြတ်တတ်တယ်လို့ပြောထားပါတယ်ဟုတ်ပါတယ်တခါတလေမှာစနဆိုးတို့စကားပြောရင်တော့မှပေါင်းနှင်းစစ်ဆန်ရေးကိုထိခိုက်နိုင်တာမျိုးတွေရှိတတ်ပါတယ်ဥပမာတရက်ယောက်ကအမှားလုပ်မိတဲ့အခါမှာဒီလူကမကမှုဒီလူကယဉ်ကျေးမှုမရှိဘူးဆိုပြီးတော့ကိုယ့်အမြင်နဲ့အရင်ဆုံးသူတို့ကိုအကဲဖြတ်လိုက်မိတာမျိုးတွေရှိတတ်တယ်ပေါ့နော်ဒီစာကိုဖတ်ပြီးမှဆန္ဒဆိုးလဲဟာငါလဲဒီလိုမျိုးလုပ်မိနေပါလားဆိုပြီးတော့ကိုတတိထားမိတယ်ပေါ့နော်သူဘာကြောင့်ဒီလိုပြောတာလဲဘာကြောင့်ဒီလိုလုပ်တာလဲမတီးသေးပဲနဲ့ပေါ့နော်ကိုယ့်အမြင်နဲ့အရင်အကဲဖြတ်လိုက်တာမျိုးတွေရှိခဲ့ဘူးတဲ့ဒီလိုအပြုမှုကတိတိလေးလို့ထင်ရပြီမဲ့ပေါင်းနေစစ်ဆန်ရေးမှာတော့တရားမှုရှိနိုင်ပါတယ်လူတယောက်ကိုနားလည်ဖို့တဲ့အရင်ဆုံးကိုယ့်ရဲ့အမြင်နဲ့အရင်အကဲဖြတ်လိုက်မိတဲ့အခါမှာမလိုလားအပ်တဲ့ပြဿနာတွေထင်လွဲတာတွေဖြစ်လာနိုင်ပါတယ်အဲကြောင့်ကိုယ်မှာဒီလိုအပြုမှုလေးရှိနေတယ်ဆိုတာကိုတတိထားမိတယ်ဆိုရင်ဖြည်းဖြည်းချင်းပြင်ကြည့်တင်တယ်လို့ထင်ပါတယ်ဒုတိယတစ်မျိုးကနှိုင်းရှင်တက်ခြင်းမှာစောက်ထဲမှာရေးထားတာကတော့ကိုတူများနဲ့ခဏနှိုင်းရှင်တာများလာတဲ့အခါမှာတဲ့ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်မခံချင်တာဒါမှမဟုတ်တခြားသူရဲ့ကောင်းကွက်ကိုအတိအမှတ်မပြုချင်တာတွေဖြစ်လာပြီးတော့စိတ်အလိုမကျတာတွေဖြစ်တတ်တယ်လို့ပြောထားပါတယ်ဒီစာကိုဖတ်ပြီးတော့လေဆန္ဒဆိုကိုတောင်မှပြန်စဉ်းစားမိတယ်ဟာသူကဒီလောက်တောင်ရောက်နေပြီငါကဘာမှမဖြစ်တည်ဘူးဆိုပြီးတော့ကိုလေသူများနဲ့နှိုင်းရှင်မိတာတွေရှိခဲ့ဘူးတဲ့ဒီလိုမျိုးအမြဲနှိုင်းရှင်နေတဲ့အခါမှာကိုမှရှိပြီးသားကောင်းတဲ့အရာကိုတော့ကိုမမြင်တော့ဘဲနဲ့စိတ်မကြည်နဲ့တာတွေပို့ပြီးတော့များလာပါတယ်အဲ့ဒါကြောင့်မို့လို့ကိုသူများနဲ့နှိုင်းရှင်နေမဲ့အစားပေါ့နော်ကိုရဲ့တိုးတက်မှုကိုမနေ့ကကိုနဲ့ပဲနှိုင်းရှင်တာကပို့ပြီးတော့ကောင်းတယ်လို့ထင်ပါတယ်ဒါကတော့ non-violent communication စာအုပ်ကနေဆန္ဒဆိုဖတ်လို့ရတဲ့အတွေးမြင်နေပါအခုဒီဗီဒီယိုကြည့်နေတဲ့သူကရောအဲ့ဒီမျိုးထက်ကနေဟာဒါကငါပဲလို့ခန်းစားမိတဲ့အချက်လေးရှိလားပေါ့နော် comment မှာလည်းပြန်ဝေပေးခဲ့ပါဦးစာဖတ်ချင်ပေမဲ့အချိန်မရတဲ့သူတွေစာဖတ်ရမှာပြည့်တဲ့သူတွေအတွက်ဒီလိုစာအုပ်ကောင်းထဲကအတွေးမြင်တွေကိုဆန္ဒဆိုနှုတ်ထုတ်ပြီးတော့အတူချုံမျှဝေပြီးတော့မှမို့လို့ channel လေးကိုလည်း subscribe လေးလုပ်တော့ပေးပါဦးเนาะအားလုံးပဲပြည့်စုံစရာနေ့ရက်လေးပိုင်ဆိုင်နေကြပါစေရှင်ဆန္ဒဆိုပါတတာ